မြန်မာပြည်သူတို့ရဲ့အစည်းအလုံးမှုကိုစစ်တပ်ကဘယ်တော့မှချိုးဖျက်နိုင်မှာမဟုတ်မြန်မာစစ်ကောင်းဆောင်တွေကသူတို့ရဲ့အရှက်မရှိကျင်းပမဲ့တရားမဝင်ရွေးကောက်ပွဲမတိုင်ခင်အကြမ်းဖက်တိုက်ခိုက်မှုတွေအရှိန်မြင့်ပြီးလှုပ်ဆောင်နေတာကြောင့်နိုင်ငံတော်ဝန်ပြည်သူတွေဟာအမှောင်မိုက်ဆုံးအချိန်နာရီတွေနဲ့ရင်ဆိုင်နေကြရပါတယ်။သူတို့ရဲ့ရော်နဲလာနေတဲ့စစ်သားအင်အားကိုပြန်ပြည့်ဖို့လူငယ်တွေကိုအိမ်တွေအထက်ဝင်ရောက်ဖမ်းဆီးနေပြီးအရက်သားတွေအပြည့်ရှိနေတဲ့စေယုံတွေစာတင်ကျောင်းတွေကိုဘုံကျဲတိုက်ခိုက်ပါတယ်။ရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေပါတယ်။လူတွေအိမ်ကထွက်ပြေးသွားရင်တော့သူတို့ကြံခဲ့တဲ့ပစ္စည်းတွေကိုစစ်သားတွေကယူကြပါတယ်။ကောက်ပဲတိနံတွေကိုဖျက်ဆီးပစ်ပြီးမိုင်းတွေထောင်ထားခဲ့ပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုတွေကအဲ့ဒီမှာတင်ရက်မသွားပါဘူး။ထွက်ပြေးသွားရပြီးနောက်တာပေါ်လင်စားတွေနဲ့ဖြစ်တယ်လို့စောက်ထားရတဲ့စစ်ပေးရှောင်တဲတွေကိုစစ်တပ်ကဘုံကျဲပါတယ်။တိုးတွေကအဲ့ဒီလိုတဲတွေထဲမှာကလေးတွေအိတ်နေကြတဲ့အချိန်ကလေးအမေတွေကသူတို့ကလေးတွေကိုချော့သိမ့်နေကြတဲ့အချိန်မှာ